ကျွန်တော်စမတ်လို့ခေါ်တယ်ကျွန်တော်မြောက်ရှာပြီးပြပြစုံစမ်းပြီးတော့ကျွန်တော်ရဲ့ကောင်းလာပါလေဆိုရင်ဒီကိုကြွားချင်းကြွားတော့ပြီးတော့ကိုရှာပြချလာတယ်ကွာတော့နောက်ရောက်ကွာအဲ့ရှောက်ပဲလမ်းချင်းမှာဒါပြီးတော့ထိုင်ပြီးတော့ကွာဒီကွာဒီကအမေကစမှာရှောက်ပြီးတော့ညံ့ခံပါကွာဟုတ်ညံ့တဲ့ကတော့လိုက်ခဲ့မြောက်ရဲစီကိုအခုရှင်ခေါ်သွားပြီဗျာကဲဟဲ့လို့အခုမှကြောက်ပါပြီလေလာအထဲမှာရဲတလုံးကြီးရှိတယ်ဒီအိမ်လေးကိုခင်ဗျားကိုကျွန်တော်ခေါ်ပြီးတော့အရာအားလုံးရှင်းပြလိုက်မယ်ပြီးတော့ခင်ဗျားလည်းရဲကိုဝင်ခံလိုက်ဒါဆိုရင်ကျွန်တော်လည်းသူတို့ရဲ့ထင်လွဲနေအားလုံးပေါက်ရောက်သွားပြီโอเคလားအေးပါကွာငါအားလုံးဝင်ခံပါမယ်ကွာငါတော့တကယ်ပြပါနဲ့ကွာကောင်းလိုက်ကြတော့ကဲဦးရဲတကားပွင့်ပြဒီမှာတရားကန်ဆက်ကိုကျွန်တော်ဖမ်းလာပြီဗျအားလုံးထင်လွဲနေရတဲ့အားလုံးကျွန်တော်စစ်စစ်ချက်တက်ပြတော့အိုးလက်စောတက်တော့အများကြီးမုန်းစိတ်ကျွေးလက်ချက်ကိုဒီမုန်းစိတ်လူဆိုရင်ငါတို့များအရန်တောင်းကျဲနေလို့ငါတို့လိုက်ရှာနေရှာပြီးကွာအခုဘန်အောင်တို့များတိုက်တဲ့အမှုရဲ့တရားခံရတယ်ဒီလူပဲဟို sorry ပါစမရငါတို့မျိုးထင်လွဲပြီးသွားရကွာငါတို့ခွင့်လို့ပြီးပါကွာငါဟိုကလေကွာမင်းရဲ့လက်ထဲမှာလေတနက်ကိုလေငါတို့တွေ့လိုက်တယ်မင်းကလည်းတက်တိအားလုံးကမင်းကိုပဲဥတီရောငါတို့မင်းကိုပဲဆွဆွမိလို့ဖြစ်သွားရကွာ sorry ပါငါလည်းတောင်းဝင်ပါရဲ့စမရဲ့ငါလည်းမင်းကိုရိုင်းစတိုင်းနေပြောမိသွားရကွာပြီးတော့ငါမင်းကိုဘုံနဲ့လည်းပြစ်မိသွားရငါ့ကိုခွင့်လို့ပြပါခွင့်လို့ပါဗျာဘာမှမဖြစ်ပါဘူးနေမောင်ကျွန်တော်ဘုံနဲ့ပြတယ်ဘယ်ဝက်ပြလို့လဲမပြပါဘူးအေးဟုတ်သားပဲကွာငါလူမားတော့လားကွာငါဘုံနဲ့ပြတာမင်းမဟုတ်ဘူးနောက်ထပ်စမတရားဘလို့နောက်ထပ်စမတရားခမရဆိုလို့ကျင်တာကအိုးငါတို့စမတော်တရားပေါ့ကွာအထင်လွဲမှုကြီးအားလုံးပြောက်ကွင်းသွားလို့တော်တရားပေါ့ဟုတ်တယ်ကွာဟုတ်တယ်ဒီရဲကြီးပြောအမှန်ပဲကွာမင်းကတကယ်တော့ငါတို့ဒီကဘာ H1 စမမဟုတ်ဘူးကွာမင်းက H2 စမပဲငါတို့ကဘာကိုမင်းမတော်စားအမတ်တမဲဒီကိုရောက်လာတာကွာဟမ်ကျွန်တော်တခြားကဘာဟုတ်လားနေပါဦးလေးသမီးပေါ်မှာတားနာနေပါလားဗျလက်မှာလည်းရွှေနာရီပါနေဟာဦးလေးသမီးရွှေဆွဲကြိုးရီပါနေဒါဆိုရင်ဟိုဂျိုကာပြောရမှန်နေရပဲဒါကြီးကဦးလေးသမီးရဲ့အိမ်ကြီးပေါ့ဟုတ်လားဟာကျွန်တော်ပြမယုံနိုင်ဘူးဗျာဟိုတထေးဂျိုကာလည်းမဟုတ်ပါဘူးဂျိုကာကြီးကလည်းသူ့အရက်ဆိုင်မှာမူးယူပြီးတော့တောင်းချမ်းနေရကျွန်တော်တွေ့ခဲ့ရဲ့ဗျဟာဒါဆိုရင်သိကြတယ်ဒါကျွန်တော်နေထိုင်တဲ့ကဘာကြီးမဟုတ်ဘူးဗျကျွန်တော်တခြားကဘာကိုရောက်လာပဲဟုတ်တယ်စမရငါတို့ရဲ့ H1 ကစမ1ရတယ်ဘုံပေါက်ကွဲမှုကြောင့်ဟိုဘက်ကဘာကိုဝင်တဲ့အပေါက်ထဲကိုသူလွင့်ထွက်သွားရဲကွာငါအထင်စမ1ကအခုမင်းနေရဲ့ H2 ကိုသူရဲ့ရောက်သွားတော့ပြီကွာမင်းတို့စမ1ယောက်ကနေထိုင်တဲ့ကဘာကြီးအခုလွဲမောင်းနေကြတာငါတို့ဘလို့ပြန်ပြီးတော့